မိတ်ဆွေအနေနဲ့ဘင်းနဲ့မှာအကောင့်အဖြစ်များတဲ့ပြဿနာပေါ့နော်အပီရတင်လေးကိုပြန်လည်းမျှဝေပြလိုက်ပါတယ်ဗျဒီ video file လေးကိုကြည့်ပြီးတော့အဆုံးစရာအကျိုးကျေးဇူးရမယ်ဆိုရင် like and subscribe နဲ့လည်းအားပေးလို့ရပါတယ်ဗျာနံပါတ်1အနေနဲ့ကတော့အပီရတင်တော့မှဆိုရင်အပီရ application ကိုအပီရဆိုတဲ့စာတန်းလေးကိုနှိပ်ရမှာပေါ့နော်အဲ့ဒါလေးနှိပ်ပြီးတော့တွေ့လာရမယ်အဲ့ဒါနံပါတ်ပုံမျက်နှာကို screen ဖတ်မယ်ဖတ်ပြီးတော့နံပါတ်ဖတ်ပြီးတော့နံပါတ်1အနေနဲ့upload blind device proof ဆိုတာမိမိဖုန်းရဲ့setting ပေါ့နော်setting ကိုပြသပေးရမှာဖြစ်ပါတယ်အဲ့ဒါ screenshot ရိုက်ပြီးတော့ပြသပေးရမှာပေါ့နော် screenshot ရိုက်ပြသပေးရမယ်ဥပမာအနေနဲ့ကတော့မိမိဖုန်းရဲ့ setting ဝင်တဲ့အပုံ screenshot ရိုက်မယ်ရိုက်ပြီးတော့ဒါမို့ဟိုပါတယ်ဟို setting တွေဝင်ပြီးတော့ about phone ဒါမှမဟုတ် my device အဲ့တဲ့ဝင်ပြီးတော့နံပါတ်3အနေနဲ့ device နဲ့ဟိုဖြစ်တဲ့ကိုယ့်ရဲ့ device setting ကိုပြသမှာဖြစ်ပါတယ်ဓာတ်ပုံ3ပုံလောက်ဆိုရင်ရပါတယ်ဗျအဲ့ဒါပြီးတော့နံပါတ်2အနေနဲ့ကတော့ deposit body ကိုတဲ့အဲ့ deposit body ဆိုတာကမိမိ KP ဆိုရင်လည်း KP အကောင့်ထဲကနေပြီးတော့ငွေလွှဲထားတဲ့ကို P2B ဝယ်ထားတယ်ပေါ့နော်အကောင့်ငွေလွှဲပြည်စာပေါ့အဲ့ဒါလေးကို profile တခြားဖုန်းနဲ့ရိုက်ရမှာနော်တခြားဖုန်းတစ်လုံးနဲ့ profile ရိုက်မယ်ရိုက်ပြီးတော့နောက်ပြီးကြတော့ဟိုbusiness account တွေက P2B order တွေကငွေလက်ခံတဲ့သူငွေဖြစ်တဲ့လူရောင်းဝယ်လုပ်တဲ့လူသူ့ရဲ့ပုံပါသူ့ရဲ့ပြည်စာပေါအောင်ရိုက်ရမှာပေါ့နော်အဲ့လေးရိုက်ပြီးတော့ profile ကို30 MB ထက်မကျော်ရိုက်ပြီးတော့တင်ပေးရမှာဖြစ်ပါတယ်ဗျနံပါတ်3အနေနဲ့ကတော့မိမိဖုန်းနဲ့ပဲဓာတ်ပုံရိုက်လို့ရပါတယ်ဗျာဓာတ်ပုံရိုက်ရင်ဘယ်လိုရမလဲဆိုတော့မိမိရဲ့NRC ကဒါမှမဟုတ်ရင်ရမောင်းလိုက်စဉ်ကိုကိုင်းပြီးတော့ကိုညနာပါအောင်ရိုက်ရမောင်းလိုက်စဉ်ကိုလည်းရှေ့နောက်လှမ်းပြီးတော့ရိုက်ပေးပါကိုလည်းNRC မှတ်ပုံတွေကိုလည်းရှင်းနောက်ပါအောင် profile လေးရိုက်ပြီးတော့နံပါတ်3မှာတင်ပေးလို့ရပါတယ်ဗျတင်ပေးပြီးတော့နံပါတ်4နဲ့နံပါတ်5ကတော့အဆင်ပြေရလေးဓာတ်ပုံလေးထည့်ပြီးတော့တင်ပေးလို့ရပါတယ်ဗျရပြီးရင်တော့နောက်ဆုံးပိတ်အနေနဲ့တော့ submit ဆိုတဲ့ဥစ္စာလေးကိုနှိပ်မယ်နှိပ်ပြီးရင်တော့ order တင်လိုက်တာပေါ့ဗျာ submit တင်လိုက်တော့ submit SUBMIT DED submit ဆိုတဲ့ဥစ္စာလေးကိုနှိပ်လိုက်မှာဖြစ်ပါတယ်နှိပ်ပြီးတော့အခုလိုပုံစံလေးကြားလာမှာဖြစ်ပါတယ်အားလုံးပဲအဆင်ပြေကြပါသေးလို့ဆုတောင်းပေးပါလေဗျ